မယူသင်းကိုသွင်းသွားတဲ့မမောင်လွင်နဲ့ဘာလို့ညာလို့ချင်းနေကိုဓာတ်ပုံနဲ့ထုတ်ပြလိုက်တဲ့မမဆောင်မမောင်လွင်ကကဘာကျော်မယူသင်းကိုတောင်မှအနိုင်ကိုသွင်းသွားနိုင်သူဖြစ်တာကြောင့်အခုလက်ရှိမှာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသူပါအရင်ကတည်းကနာမည်ကြီးပြီးသားဘောလုံးသမားတစ်ယောက်ဖြစ်တဲ့မမောင်လွင်ကိုတော့ဘောလုံးပွဲစိတ်ဝင်စားတဲ့ပရိသတ်တွေတောင်မှစိတ်ဝင်စားလာကြပါရီဒီချိန်မှာပဲမမဆောင်ကမမောင်လွင်နဲ့တူရိုက်ကူးထားတဲ့ဓာတ်ပုံလေးကိုပြသလိုက်ပြီးဖြစ်ပါရီအခြားသောနာမည်ကျော်တွေတောင်မှမမောင်လွင်နဲ့ဓာတ်ပုံတွဲရိုက်ဖူးတာရှားပေမဲ့လေမမဆောင်ကတော့မမောင်လွင်နဲ့ဓာတ်ပုံတွဲရိုက်ထားတာကြာပါပြီမမောင်လွင်ပြင်အခြားသောမြန်မာဘောလုံးသမားတွေလည်းဓာတ်ပုံတွဲရိုက်ဖူးပြီးတော့မမောင်လွင်အောင်ပွဲနဲ့ပြန်လာတဲ့ချိန်မှာအချိန်ကိုက်တင်လိုက်တာဖြစ်ပါရီလက်သွက်တဲ့မမဆောင်ကတော့အခုချိန်မှာအားလုံးထက်တကွဲရှေ့ရောက်နေပါရီအရင်ကတော့မမဆောင်ကဘောလုံးသမားတွေနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတွေရှက်လို့မတင်ဖြစ်ခဲ့ပါဘူးဒါကြောင့်လေပရိသတ်တွေကတော့မမောင်လွင်နဲ့မမဆောင်တို့ချစ်သူတွေဖြစ်နေပြီလားဆိုပြီးတော့ထင်ကြေးပေးကြတာဖြစ်ပါတယ်။အားမင်းနောက်ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်နီနေနုပညာရှင်တွေရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောင်းတယ်ပဲနှုတ်ဆက်ခဲ့ကြပါမယ်။